73 နှစ်ကြာချစ်ကြိုက်ခဲ့ပြီးမှပုဂ္ဂိုလ်ရေးစိတ်ခံစားမှုကိုအကြောင်းပြပြီးလမ်းခွဲခဲ့တာကြောင့် professional ဖြစ်ကနေစိတ်ခံရတဲ့ Love Diary ပိုင်ရှင်ဟာချစ်သူနဲ့ဦးတီတူတီထောင်ခဲ့ကြပေမဲ့အောင်မြင်လာပြီးနောက်ပိုင်းအချိုးတွေပြောင်းလဲသွားခဲ့ရတာဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းတွေလူမှုကွန်ရက်ပေါ်ပြောစရာများနေတဲ့ပြဿနာတရက်ပဲဖြစ်ပါရီအားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံရဲ့ဝယ်နေတော်များကိုရိုက်ကူးတဲ့နေရာမှာနာမည်ကြီးခဲ့တဲ့ Love Diary ဆိုတွေကတော့ပြီးခဲ့တဲ့ရက်ပိုင်းတွဲမှာနေပိုင်ရှင်လွှဲပြောင်းမှုတွေနဲ့ဓပုံဆရာဖြစ်သူကိုဝေလင်းကလူမှုကွန်ရက်ပေါ်တင်ခဲ့ကြတာပဲဖြစ်ပါရီအစပိုင်းမှာတော့အကြောင်းရင်းသိချမသိတဲ့ Love Diary ဆိုတာဆရာဝေလင်းနဲ့ပဲစခဲ့တာပါဆရာကိုပဲအားပေးမှာပါဆရာကသာ professional ပါဆိုပြီးတော့ဝိုင်းပြောကြတဲ့အတွက်73 နှစ်ကြာအောင်သိခံပြီးနေလာခဲ့တဲ့အမျိုးသမီးဖြစ်သူဟာအခုလိုမျိုးဖွင့်ရလာခဲ့တာပဲဖြစ်ပါတယ်တကယ်တမ်းမှာကျတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာလှုပ်တူလှုပ်လာကြတဲ့အတွက်သာအများအမြင်ဟာချစ်သူရေးစားလို့တည်ထားကြပေမဲ့လေလွန်ခဲ့တဲ့2024ခုနှစ်ထဲကကိုဝေလင်းတယောက်ဖောက်ပြန်နေကြတာပဲဖြစ်ပါတယ်ဖောက်ပြန်တဲ့မျိုးသမီးဆိုသူကလေ Miss Universe ရဲ့ Miss တယောက်ဖြစ်သူမမြင့်ရနာဆိုဖြစ်ပြီးတော့ဘလို့မှညှိနှိုင်းမရတော့ရဲ့ဆိုအမျိုးသမီးဖြစ်သူဘက်ကတနေ့ကျော်ကြာသိခံပေးခဲ့ကြပါသေးတယ်။ဒါမှမဟုတ်ကိုဝင်လင်းနေနဲ့ကတော့ပုဂ္ဂိုလ်ရေးရာဆန္ဒတွေကြောင့်ဆိုတာကိုသာအကြောင်းပြပြီးတော့အဟိနေကြတာမလို့လူသိရှင်ကြောင့်လမ်းခွဲဖို့ရွေးချယ်ခဲ့တယ်ဆိုတာကိုဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပြည်သက်တွေတော်များက professional တယောက်ဖြစ်ပေမဲ့ကိုချင်းတရားမကောင်းမွန်တဲ့သူကိုဝိုင်းဝန်းဝေဖန်နေကြတာဆိုတော့ပြည်သက်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။